ဒီနေ့ကတော့တရက်ဒီကိုငပီးလေးနဲ့ကြော်ပြပါမယ်အရင်ဆုံးတရက်ဒီလေးကိုအခွန်ခွာပေးရပါမယ်ပြီးတော့တရက်ဒီချက်ခိုးလေးနဲ့အရင်ချက်ထားပေးရပါမယ်ဒီလိုအနေထားလေးဆိုရင်ရပါပြီရှင်ပါဝင်ပစ္စည်းတွေကတော့ငရုတ်သီးစေးချက်ထားတဲ့တရက်ဒီပါပါလေးလှီးထားတဲ့ချက်တော်နီပြီးတော့ပဇော်6အနှဲငယ်ရဲ့ငရိုးစီမိုးနဲ့အနှဲငယ်နဲ့ချက်တော်ဖြူတွေထောင်းထားတဲ့ချက်တော်ဖြူအနှင်းလေးတွေလိုအပ်ပါမယ်ရှင်စီပူလာရင်နနွေမှုအနှဲငယ်ထည့်ပြီးတော့ထောင်းထားတဲ့ငရိုးတီအနှင်းကိုအရင်ဆိုချော့ပေးရပါမည်ရှင်ပြီးလည်းရင်လှီးထားတဲ့ငရုတ်သီးစေးချက်တော်နီပဇွန်6တို့ကိုထည့်ပြီးတော့အနှဲငယ်ကျက်လာအောင်ကြော်ပေးရပါမည်ဒီလိုအနေထားရပြီဆိုလည်းရင်ငပီးလေးအနှဲငယ်နဲ့ထားတဲ့တရက်ဒီကိုပါထည့်ပြီးတော့ကြော်ပေးရပါမည်ရှင်အရသာအတွက်ငါပြာကြီးအချိုမို့အနှဲငယ်ထည့်ပြီးတော့သမအောင်မှွေပေးထားရပါမည်ရှင်ခဏလေးကြော်ပြီးလည်းရင်ရေလေးအနှဲငယ်ထည့်ပြီးတော့အဖုံးလေးအိုပြီးတော့ခါပေးထားရပါမည်ရှင်15မိနစ်လောက်ကြာလည်းရင်အဖိုးလေးဖိပြီးလည်းရင်တော့ကြားအနှဲငယ်ထည့်ပြီးတော့သမအောင်မှွေပေးရပါမည်ရှင်ဒီအနေထားလေးဆိုရင်တော့အစင်သေးစားလို့ရတဲ့တရက်တီးငပီးချက်အကျော်လေးရပါပြီရှင်အစိုးထိပေးလို့